အားလုံးပဲမင်္ဂလာပါဒီကောင်လေးကလက်မီ A3 ပေါ့နော်လက်မီ A3 ဒီကောင်လေးမှာ error ကတော်တော်ဖြစ်တဲ့ error လေးပေါ့နော်မနက်ကရတခုလာပြီးသွားဒီ error လေးကတော့သူက reset ချလိုက်တာနဲ့ရိုးရိုး reset ပေါ့တရား reboot ချတော့ပြောမှာဆို reboot ချလိုက်တာနဲ့ဟိုဒီ error တက်လာသူကမှာ try again ဆိုတာရှိတယ်အကောင့်တစ်ချက်နှိပ်လိုက်မယ်ဆိုလဲသူက logo မှာတက်နေမှာlogo မှာပိတ်လိုက် fin လိုက်လို့ပြန်ဖြစ်မှာကိုဝိုင်းဒီပို့အတင်းပါလို့အဲ့ပုံစံလေးဖြင့်ဒီကောင်ချက်တော့ပြီးရင်တော့ဒီ logo မှာတက်နေတယ်Okay ရပြီဒါဆိုရင် next သူ့ရဲ့ error ကအဲ့လိုပဲเนาะသူ့ရဲ့ error ကသူ့ရဲ့ model ရဲ့ error ပေါ့ဒီမှာတော့သူ့ရဲ့ model လေးတစ်ချက်ပြပေးမယ် A2